မိဘတွေကတာသမီတွေရှိရနေဘာတွေလိုချင်တာလဲဆိုတာနဲ့ပတ်သက်ပြီးတော့ဒီနေ့မှာသူကဆုံးဆုံးနေရှင်းရှင်းလင်းကိုရေးထားတာဖြစ်တယ်။တိတ်ကိုပြေဆုံးပြီးတိတ်လာတဲ့စာကြောင်းလေးဖြစ်တယ်။ဒါကြောင့်မလို့ဘဝမှာနောက်မချိုင်ခင်ဒီကိစ္စတည်သွားဖို့အတွက်ကျွန်တော်တို့အဆုံးထိကြည်သွားလိုက်ရအောင်။ Let's get started. Parents don't need your tail when they die. They want your heart, love, laughter, and care while stay alive. Life is too short. စာကြောင်းကဒီလောက်ပါပဲ။ဒါကြောင့်လည်းပုံပြနေစာဆရာကြီးတွေဆရာမကြီးတွေနဲ့အတွေ့အကြုံပညာရှင်တွေကပုံပြီးနားလဲတော့ကြတယ်။အထူးသဖြင့်မိဘတွေကပို့ပြီးတော့သဘောပေါက်ကြပါလိမ့်မယ်။သူကဒီမှာဘာပြောထားတာလဲဆိုတာကိုကျွန်တော်အနေနဲ့ share လုပ်ပြရမယ်ဆိုတော့ဒီကောင်မိမောင်ထိုးပြထားတာကတော့ Parents don't need your tail all the time. မိဘတွေကတဲ့သူတည်သွားတဲ့အခါမှာမင်းရဲ့မျက်ရည်တွေကိုသူတို့မင်းတို့ငိုချွေးတာတွေငိုတာတွေကိုသူလိုချင်တာမဟုတ်ဘူးတဲ့ They want သူတို့လိုချင်တာက your heart မင်းရဲ့ဝိဖက်မှုတွေ love မင်းတို့ကိုချစ်မဲ့ချစ်တယ် laughter မင်းတို့နဲ့တို့ရင်မောမဲ့ရင်မောတဲ့နေ and care why stay alive သူအသက်ရှင်နေတဲ့အချိန်မှာမင်းတို့သူ့ကို view site တာတွေကိုသူကလိုချင်တာ life too short ဘဝတိတ်တူတောင်းလို့နေလို့ပြောတာဒါကိုခြုံငုံပြီးပြောရမယ်ဆိုတော့မိဘတွေလိုချင်တာကသူတို့တည်တော့မှငိုသွားတာတွေလိုချင်တာမဟုတ်ဘူးသူတို့မတည်ခင်မှာသူတို့ကိုဖွေးဖက်တာတွေသူတို့ကိုချစ်တာတွေသူတို့နဲ့ရင်မောအောင်လုပ်တာတွေရင်မောတာတွေဟလာနောက်ပြီးသူတို့ကို view site တာတွေကိုလိုချင်တာဖြစ်တယ်ဘဝအတိတ်တူတောင်းလို့နေဒါကြောင့်မလို့ကျွန်တော်တို့ကျန်တဲ့တန်းမှာဘာလုပ်ရမလဲဆိုတာကိုဒီဗီဒီယိုအဆုံးကြည့်ပြီးဆိုတော့မိတ်ဆွေလည်းတော့ပေါ့ပြီးကျွန်တော်လည်းတော့ပေါ့သွားပါတခြားအပေါ်တွေပြောနေကိုရှုပ်ကိုလိမ့်မယ်ဒါကြောင့်မလို့ဘာလုပ်ရမလဲဆိုတာကိုစဉ်းစားပါကျွန်တော်ပုံမှန်လေးရေးထားတဲ့စာကိုဘာသာနဲ့ပြန်ကြည့်လို့ရပါတယ် Okay see you in my next video I love you all bye bye